So could you tell us the events of the evening, the way you remember them leading up to the shooting? My memory's a bit fuzzy. It was a party after all. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်စကားလုံးကတော့ after all ပဲဖြစ်ပါတယ် After all these years you haven't changed a thing ဒီလောက်နှစ်တွေကြာပြီးမှတော့မှပဲနင်ဘာမှမပြောင်းလဲဘူးเนาะဆိုပဲပြောတာပါဒီလိုအသုံးမျိုးကတော့ဒါပုံမှန်အသုံးမျိုးပါ after that all these years that ဒီလောက်နှစ်တွေကြာပြီးရဲ့နောက်မှာဆိုပြီးအဲ့လိုမျိုးပြောတာပါဒီနေ့ရှင်းပြမယ့် after all ကတော့အဲ့လိုမဟုတ်ပါဘူး after all ကိုနှလုံးတွဲပြီးတော့သုံးတာပါသူတို့ကတော့ evening လေးပါသူ့ရဲ့အသုံးမှာဆိုရင်တော့နှစ်မျိုးရှိပါတယ်ဒီနေ့ရှင်းပြမှာကတော့ဒုတိယသုံးတဲ့ပုံစံလေးကိုရှင်းပြမှာပါdictionary ထဲမှာပြောထားတာကြတော့သူကတစ်ခုခုကိုရှင်းပြခြင်းတဲ့အချိန်အကြောင်းပြချက်ပေးခြင်းတဲ့အချိန်မှာသုံးတာပါဥမာအနေနဲ့ပြောရမယ်ဆိုရင်ထားပါတော့ကလေးတယောက်ကိုသူ့အမေကရေခတ်ခိုင်းလိုက်တယ်ဆိုပါတော့ကလေးကလမ်းမှာရေမှောက်ကြသွားပြီးတော့ခွက်ပါခွဲသွားအောင်ဆိုပါတော့အဲ့ဆိုရင်တော့သူ့အမေကစိတ်ဆိုးပြီပေါ့အဲ့လိုချိန်မျိုးမှာDon't get angry, he's just a child after all. ကလေးပဲကွာစိတ်ဆိုးမနေပါနဲ့ကလေးမို့လို့ဖြစ်တယ်ဆိုပြီးရှင်းပြတယ်အကြောင်းပြချက်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာပါရုပ်ရှင်ထဲမှာကြည့်လိုက်မယ်ဆိုရင်တော့ရဲတွေကမေးတယ်ပေါ့လေပြစ်ခတ်မှုဖြစ်သွားတဲ့စီတီအဲ့ညဖြစ်ပျက်လေးကိုမင်းမှတ်မိတဲ့အတိုင်းပြောပြပေးနိုင်မလားတဲ့အဲ့ချိန်မှာပဲ header ကနေပြီးတော့ပြန်ပြောတယ်ငါမပြောနိုင်ဘူးတဲ့ငါရဲ့မှတ်ဉာဏ်တွေကဝေဝါးနေလို့ပါတဲ့ It was a party after all တဲ့ပါတီပဲလေတဲ့တောက်ထားစားထားပြီးတော့မူးနေတယ်ဆိုတော့ဘယ်သိပါမလဲပေါ့သူကအကြောင်းပြချက်အနေနဲ့ရှင်းပြတဲ့အနေနဲ့သုံးတာပါဗီဒီယိုလေးကိုတစ်ခါလောက်ပြန်ကြည့်လိုက်ပါဦး So could you tell us the events of the evening, the way you remember them leading up to the shooting? My memory's a bit fuzzy. It was a party after all. ဒီလိုပုံစံသုံးလေးကိုသုံးတဲ့အခါမှာစာကြောင်းရဲ့နောက်ဆုံးမှာထည့်သုံးတာများပါတယ်။နောက်အရှိမပြောချင်တဲ့အကြောင်းအရာတွေကိုပြောပြီးမှနောက်ဆုံးမှာ after all ဆိုပြီးတော့ကောက်ထည့်လိုက်တဲ့ပုံစံမျိုးပါ။ After all ရဲ့နောက်ထပ်သုံးတဲ့ပုံစံလေးကိုလည်းနောက်ကြုံရင်ဗီဒီယိုတစ်ခုတက်တက်လုပ်ပေးပါဦးမယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်